အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့် vlog လေးကတော့ဇူလိုင်လ31ရက်နေ့ကနေစပြီးတော့ရန်ကုန်ပြည်ရန်ကုန်ရထားလမ်းပိုင်းတွေကို DMU မြန်နှုန်းမြင့်ရထားတွေနဲ့တိုးချက်ပြည့်စွဲပေးသွားမယ်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ် DMU မြန်နှုန်းမြင့်ရထားတွေကိုအစောပိုင်းကာလတွေတုန်းကရန်ကုန်နေပြည်တော်ရန်ကုန်ခီးစဉ်တွေကိုသာပြည့်စွဲပေးခဲ့တာဖြစ်ပါတယ်မေလ1ရက်2026မှာတော့ရန်ကုန်မန္တလေးရန်ကုန်လမ်းပိုင်းတွေကို DMU မြန်နှုန်းမြင့်ရထားတွေနဲ့တိုးချက်ပြည့်စွဲခဲ့ပါတယ်ဇူလိုင်လ1ရက်နေ့မှာဆိုရင်လည်းရန်ကုန်မော်လမြိုင်ရန်ကုန်ရထားလမ်းပိုင်းတွေကို DMU မြန်နှုန်းမြင့်ရထားတွေနဲ့ဆက်လက်တိုးချက်ပြည့်စွဲခဲ့ပါတယ်အခုလာမယ့်ဇူလိုင်လ31ရက်နေ့ကနေစပြီးတော့ရန်ကုန်ပြည်ရန်ကုန်ရထားလမ်းပိုင်းတွေကို DMU မြန်နှုန်းမြင့်ရထားတွေနဲ့ဆက်လက်တိုးချက်ပြည့်စွဲပြီးတော့မှာပဲဖြစ်ပါတယ်အခုမြင်ရတာကတော့ရန်ကုန်ပြည်ရန်ကုန်ရထားလမ်းပိုင်းအတွက်ရက်တန့်ပူရာတွေလိုက်အချိန်စီးရင်တွေနဲ့လက်မှတ်ခအစည်းအနှုန်းတွေပဲဖြစ်ပါတယ်အခုစတင်ပြည့်စွဲမဲ့ DMU ရထားတွေအတွက်သာမကပဲအရင်ပြည့်စွဲနေကြဖြစ်တဲ့လူစီးအမြန်ရထားတွေအတွက်လက်မှတ်တွေကိုလည်း online ကနေဝယ်ယူနိုင်တော့မှာပဲဖြစ်ပါတယ်အခုဘယ်ဘက်မှာမြင်ရတဲ့ဇယားကွက်ကတော့ပုံမှန်ထွက်နေကြလူစီးအမြန်ရထားအတွက်အချိန်စီးရင်တွေပဲဖြစ်ပါတယ်ညာဘက်ကမြင်ရတဲ့ဇယားကွက်ကတော့အခုစတင်တိုးချက်ပြည့်စွဲမဲ့ DMU ရထားအတွက်အချိန်စီးရင်တွေနဲ့ရက်တန့်ပူတာတွေပဲဖြစ်ပါတယ်အမှတ်81အစံလူစီးအမြန်ထားအတွက်ရန်ကုန်ဘူရာကြီးကနေစတင်ထွက်ခွာချိန်ကတော့မနက်7:00 နာရီပဲဖြစ်ပါတယ်။ပြည်ဘူရာကိုခန့်မှန်းရောက်ရှိချိန်ကတော့ည9:00 နာရီခွဲဖြစ်ပါတယ်။အမှတ်82အစုံလူစီးအမြန်ထားအတွက်ပြည်ဘူရာကနေစတင်ထွက်ခွာချိန်ကတော့ည9:00 နာရီပဲဖြစ်ပါတယ်။ရန်ကုန်ဘူရာကြီးကိုခန့်မှန်းရောက်ရှိချိန်ကတော့မနက်9:10 မိနစ်ဖြစ်ပါတယ်။ရန်ကုန်ပြည်ရထားလမ်းပိုင်းမှာကြားရက်တက်မဲ့ဘူရာတွေကိုရောက်ရှိမဲ့ခန့်မှန်းအချိန်တွေကိုလည်းဖော်ပြပေးထားပါတယ်။ဂျာရက်တမ်းမဲ့ဘူလာတွေကတော့ရန်ကုန်အင်းစိန်လော်ကားတိုက်ကြီးတာယာဝတီလက်ပတံမင်းလာအုပ်ဖို့ဂျိုးပင်ကောက်ဇီးကုန်းနတ်တလင်းပေါင်းတယ်ပရိကုန်းသဲကုန်းစင်မီးဆွဲပြည်တို့ပဲဖြစ်ပါတယ်ဒါကတော့ဂျာရက်တမ်းဘူလာတွေကိုရောက်ရှိမဲ့ခံမှန်းအချိန်တွေပဲဖြစ်ပါတယ်ညာဘက်ဇယားကွက်ကတော့မြန်နှုန်းမြင့် DMU ရထားရဲ့ထွက်ခွာချိန်ဆိုက်ရောက်ချိန်နဲ့ဂျာရက်တမ်းဘူလာတွေပဲဖြစ်ပါတယ်အမှတ်83အစံ DMU ရထားအတွက်ရန်ကုန်ဘူရာကြီးကနေစတင်ထွက်ခွာချိန်ကတော့မနက်9:00 နာရီခွဲဖြစ်ပြီးတော့မှပြည်ဘူရာကိုခန့်မှန်းရောက်ရှိချိန်ကတော့နေ့လယ်7:00 နာရီခွဲဖြစ်ပါတယ်။အမှတ်84အစုံ DMU ရထားကတော့ပြည်ဘူရာကနေစတင်ထွက်ခွာချိန်ကတော့နေ့လယ်1:00 နာရီဖြစ်ပြီးတော့မှရန်ကုန်ဘူရာကြီးကိုခန့်မှန်းရောက်ရှိချိန်ကတော့ည9:00 နာရီပဲဖြစ်ပါတယ်။ရန်ကုန်ပြည်ရန်ကုန်ရထားလမ်းပိုင်းအတွက် DMU ရထားအကြားရပ်တန့်ပေးမဲ့ဘူရာတွေကတော့ရန်ကုန်တငင်းကုန်းတာယာဝတီလက်ပတံမင်းလာကျိုးပင်ကောက်နတ်တလင်းပေါင်းတယ်ပြည်တို့ပဲဖြစ်ပါတယ်ဒီမှာဆိုရင်လည်းပဲဂျာရက်တန့်ပူတာတွေကိုရောက်ရှိမဲ့ခံမှန်းအချိန်တွေကိုဖော်ပြပေးထားပါတယ်ဒါကတော့ရန်ကုန်ပြည်ရန်ကုန်ရထားလမ်းပိုင်းအတွက်ရိုးရိုးလူစီးအမြန်ရထားနဲ့ DMU ရထားအတွက်လက်မှတ်ခစီးနှုန်းတွေပဲဖြစ်ပါတယ်လူစီးအမြန်ရထားအတွက်ရိုးရိုးရန်လက်မှတ်ခတစ်စောင်လျင် 9,000 ကျပ်အထက်တန်းလက်မှတ်ခတစ်စောင်လျင် 12,000 ကျပ်ဖြစ်ပါတယ်DMU ရထားအတွက်လက်မှတ်နှုန်းထားတွေကတော့ပထမတန်းတွေအတွက်တစ်စောင်လည်းရင်1000ခွဲကျပ်အထက်တန်းတွေအတွက်တစ်စောင်လည်းရင်2000ကျပ်ပဲဖြစ်ပါတယ်။ရထားလက်မှတ်တွေကိုအရင်လိုမျိုးပူတာကိုကိုယ်တိုင်ကိုယ်ကြသွားရောက်ဝယ်ယူစရာမလိုတော့ဘဲနဲ့မိမိကိုယ်တိုင် online ကနေတိုက်ရိုက်ဝယ်ယူလို့ရနေပြီပဲဖြစ်ပါတယ်။ online ကနေရထားလက်မှတ်ဝယ်ယူရမယ့်လိပ်စာကတော့ ortb.railway.gov.mm ပဲဖြစ်ပါတယ်။အခုပြောပြပေးတဲ့ website link ကိုလည်းကျွန်တော် comment box မှာထည့်ထားပေးပါမယ်။အခုပြောပြပေးသွားတာကတော့ရန်ကုန်ပြည်ရန်ကုန်ရထားလမ်းပိုင်းတွေအတွက်ဇူလိုင်လ31ရက်နေ့ကနေစပြီးတော့မှအတိုးချက်ပြည့်စွဲပေးသွားမယ် DMU အဲကွန်ရထားတွေရဲ့ထွက်ချိန်ဆိုက်ရောက်ချိန်နဲ့ဂျာရက်တန့်ဘူရာတွေအကြောင်းပဲဖြစ်ပါတယ်ပုံမှန်ထွက်နေကြဖြစ်တဲ့လူစီးအမြန်ရထားတွေရဲ့ထွက်ချိန်ဆိုက်ရောက်ချိန်နဲ့ဂျာရက်တန့်ဘူရာတွေရဲ့အချိန်စည်းတွေကိုလည်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရထားလက်မှတ်တွေကို online ကနေလွယ်ကူစွာနဲ့ဘယ်လိုဝယ်ရလဲဆိုတဲ့ဗီဒီယိုကိုပါတင်ပေးပါအောင်မယ်အခုဖော်ပြပေးထားတာကတော့စပိန် DMU ရထားရဲ့အထက်တန်းတွဲထိုင်ကုန်တွေနဲ့ပထမတန်းတွဲထိုင်ကုန်တွေပဲဖြစ်ပါတယ်။ဒါကတော့ဂျပန် DMU ရထားရဲ့အထက်တန်းတွဲထိုင်ကုန်တွေပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြပါဦးခင်ဗျာ။အားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။